CEO တယောက်ကဘာတစ်ခုမှစားပွဲထိုးလုပ်နေတဲ့ main ကလေးတယောက်ကိုမမျှော်လင့်ပဲတွေ့လိုက်ရတယ်သူရုတ်တရက်ထိတ်လန့်တုန်လှုပ်ပြီးထားလိုက်တယ်သူတို့မျိုးလုံးချင်းစုံတဲ့ချိန်မှာမင်းကလေးမှမယုံနိုင်အောင်ဖြစ်သွားတယ်သူနေရောင်ညာပါလွမ်းဆွနေဟရတဲ့ခင်မုန်းကတကယ်ပဲအသက်ရှင်လျက်ရှိနေတော့နဲ့သူမျက်နှာကိုထီးသွေးကိုလက်လန်းလိုက်ချိန်မှာပဲအမျိုးသားကသူ့လက်ကဝဲကိုတင်းတင်းဆုပ်ကိုက်လိုက်တယ်သူမျက်လုံးတွေကရေခဲလိုအေးဆက်နေတယ်ပြီးတော့သူကငါမတည်သေးတာတွေ့ရလို့မင်းစိတ်ပြတ်သွားပြီလားလို့ပြောတယ်သူမမျက်ရည်တွေဝဲရင်မေးလိုက်တယ်ဒီနှစ်တွေအကုန်လုံးရှင်အသက်ရှင်နေခင်ရင်ဘာလို့ကျမကိုလာမရှာတာလဲသူတို့နှစ်ဦးဟာအားလုံးကအားကြရတဲ့ချစ်ချင်းမေတ္တာတွေပြည့်နှက်နေတဲ့ဆုံတွဲတွေထိခဲ့ကြတယ်လက်ထပ်ပြီးမကြချင်ပါပဲသူတို့ရင်သွေးလေးကိုလွှဲထားရပြီဒီနေ့မှာတော့သူ့အဖေဆုံးသွားပြီဆိုတဲ့ကြေးခွဲဆရာတရင်ကိုသူကြောက်လိုက်ရတယ်သူထိတ်လန့်ပြီးသူ့စာတီကိုအမြန်ပြေးပြန်သွားခဲ့တယ်မထွက်ခွာခင်မှာခင်မုန်းကိုပြောပြချင်ပေမဲ့ခင်မုန်းရဲ့ဖုန်းကဘလို့မှဆက်လို့မရခဲ့ဘူးပရိယာရွယ်တဲ့မိန်းမတယောက်ကတရင်ပါပေးပါမယ်ဆိုပြီးသူအရင်သွားဖို့ပြောခဲ့တယ်ဒါပေမဲ့သူထွက်သွားပြီးတာနဲ့အဲ့ဒီမိန်းမကအမျိုးသားစီကွာရှင်းစာချုပ်ကိုယူသွားပြီးသူ့ဇနီးကစင်းရဲတာကိုမထီမှန်ပြုလို့ခလေးကိုတိတ်တိတ်လေးဖြတ်ချပြီးဘယ်တော့မှပြန်မလာတော့ဘူးဆိုပြီးလိန်ဖြော့လိုက်တယ်အမျိုးသားမှရင်ကွဲမတခံစားရတယ်သူ့ဇနီးနောက်ကိုလိုက်ဖို့အဖင်ကိုအမြန်ပြေးထွက်သွားခဲ့ပြီးမြဲလမ်းမှာမတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်။တစ်ဖက်မှာတော့မင်းကလေးကအိမ်ရောက်တော့သူခင်မွန်းဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။သူမဝါနဲ့ခြေခွဲမှုကြောင့်ရင်ကွဲမတတ်ဖြစ်ခဲ့ရတယ်။ငါးနှလုံးလုံးသူ့တယောက်တည်းကလေးကိုပြုစုပြောထောင်ခဲ့ရတယ်။သူခင်မွန်းကတကယ်ပဲအသက်ရှင်နေပြီးအင်အားကြီးတဲ့မိသားစုရဲ့အမွေဆက်ခံဖြစ်နေလိမ့်မယ်လို့သူဘယ်တော့မှမတွေးခဲ့မိဘူး။အဲ့ဒီငါးနှစ်တာကာလပလုံးအမျိုးသားကသူ့ကိုအယံမုန်းတီးခဲ့တယ်။သူကသူ့ကိုသစ္စာဖောက်ပြီးကိုဝင်ကိုဖျက်ချခဲ့တယ်လို့ယုံကြည်နေခဲ့တယ်။သူကလေးအတွက်အောက်မေ့ဖွယ်မတပစ္စည်းတောင်ပြင်ဆင်ထားခဲ့တယ်။ဒီအကြောင်းတွေတခုမှမင်းကလေးကမသိခဲ့ရဘူး။နေ့တိုင်းသူကသူ့သားလေးနဲ့အတူသူခင်မွန်းနဲ့အောက်မေ့ဖွယ်နေရာကိုတွားရောက်ခဲ့တယ်။တနေ့တော့ကလေးလေးကအဲ့ဒီနေရာမှာတွားရင်းနဲ့သူ့အဖေအမှတ်တရထပ်ပုံထဲကအတိုင်းယူရည်တူတဲ့အမျိုးသားတယောက်ကိုအနီးအနားမှာတွေ့လိုက်ရတယ်။သူစိတ်လှုပ်ရှားစွာနဲ့သူ့အမိကိုပြောပြလိုက်တယ်။ဒါပေမဲ့သူကအဲ့ဒီအမျိုးသားရဲ့နောက်ကျကိုပဲလမ်းလျှောက်သွားတဲ့အချိန်မှာမြင်လိုက်ရပြီးသူသားလေးကမားနေတာလို့ထင်ခဲ့တယ်။ဘာလို့လဲဆိုတော့သူသားလေးကလာမစေပဲမွေးလို့နာမကျန်းဖြစ်နေပြီးခွဲစိတ်ကိုတာဖို့ပိုက်ဆံအများကြီးလိုအပ်နေတာကြောင့်ပဲ။အဲ့ဒီညမှာ CEO ကအတေးထန်အခန်းထဲမှာသူ့ဇနီးပဲရောက်နေလဲဆိုတာမေးမြန်းနေလေ။နောက်တစ်စင်မင်းမပဲမင်းကလေးကအခန်းထဲဝင်လာခဲ့တယ်။အမျိုးသားရဲ့လက်ထက်ကဖုံပြုတ်ကျသွားတယ်။မင်းကလေးကသူ့ခင်မွန်းအသက်ရှင်နေတာကိုမြင်လိုက်ရတော့တုံရင်ပြီးငိုကြွေးမိတယ်။အမျိုးသားကသူ့ကိုဖတ်ဖို့အိတ်လို့မှသူ့ရဲ့တစ္ဆာဖောက်မှုနဲ့ခလေးဆုံးရှုံးခဲ့ရတဲ့အနာကျင်းတွေကသူ့စိတ်ထဲမှာပြန်ပေါ်လာတယ်။ဒေါသကြီးနဲ့သူကသူမကိုတွင်ထုတ်လိုက်တယ်။ CEO စိတ်မကောင်းဖြစ်နေတာမြင်တော့သူ့တငယ်ချင်းတွေကသူ့ကိုချက်ချင်းဆက်တင်ဆိုကားခဲ့ကြတယ်။မျက်လုံးတွေနီးရင်သူကနားမလဲစွာနဲ့ကျမဘာမှလို့ရှင်ကျမကိုဒီလိုဆက်ဆံတာလဲလို့မေးလိုက်တယ်။သူပို့ပြီးမရှင်းပြခင်မှာပဲအမျိုးသားကသူ့ညီမစီကဖုံးဝင်လာပြီးအိမ်မှာစောင့်နေငါခုပဲပြန်လာခဲ့မယ်လို့ပြောလိုက်တယ်။မင်းကလေးကဖုံးထဲကလူကသူ့ရဲ့ချစ်သူအတွက်လို့ထင်ပြီးနားလည်မှုလွယ်ခဲ့တယ်။ရှင်ခွဲနာချင်းပြီးသူကပလင်းတလုံးကိုဆွဲယူအကုန်တောက်ချပြီးနောက်လည်းမကြည့်ပဲထွက်သွားခဲ့တယ်။အမျိုးသားကမကြခင်သူ့လိပ်စာကိုရှာတွေ့ပြီးအဲ့ဒီတိုက်ခန်းကိုဆဲစင်းနဲ့ဝဲလိုက်တယ်။မင်းကလေးကတကားဖွင့်ပြီးသူ့ကိုမြင်လိုက်တဲ့အခါသူ့သားလေးအထဲမှာရှိနေလို့ထိတ်လန့်သွားတယ်။သူ့ကလေးကိုခေါ်သွားမှဆိုလို့သူ့ကိုအထဲဝင်ခင်မှာသားလေးကိုဘယူထဲမှာဖွေထားခဲ့တယ်။သူ့ရဲ့ထူးဆန်းတဲ့အကျူမှုတွေကအမျိုးသားကိုချားလို့တယောက်ကိုဖွေထားတယ်လို့ထင်စေခဲ့တယ်။သူ့ရဲ့အရင်မုန်းတီးမှုတွေပြန်ပေါ်လာပြီးသူတော့ထားတကြီးထွက်သွားတယ်။သူတပ်ပြင်ချညံတက်သားရသွားတယ်။ဒီနေ့တော့သူကဟိုတယ်တစ်ခုမှာပီယာနိုတီးသူအထိအလုံးလုံးနေတော့အမျိုးသားကသူ့ညီမနဲ့အတူညစာစားနေတာကိုတွေ့လိုက်ရတယ်။သူထပ်ပြီးနားလည်မှုလွယ်ပြန်တယ်။အမျိုးသားကသူတို့နှစ်ယောက်အရင်ကအချက်ဆုံးတချင်းကိုတီးခိုင်းလိုက်တယ်။သူအရန်တော့ထားထွက်သွားတယ်။အဲ့ဒီအဒီပြချီတဲ့တချင်းကိုသူချစ်သူအတွေ့အတီးပေးရလိမ့်မယ်လို့သူဘယ်တော့မှမထင်ခဲ့ဘူး။သူမပိုက်စားအရေးကြီးလို့အနေတာကိုတီးတာကြောင့်အမျိုးသားကသူသားရဲ့ခွေးစိတ်မှုသူ့ကိုအဆက်ခွေးဘူး။ညီမရဲ့ကိုရေးမထောင်အဖြစ်လားစာမြင့်နဲ့အလုပ်ကိုကလန်းခဲ့ပြီးသူကလက်ခံခဲ့တယ်။အဲ့ဒီညမှာသူမောရီထဲရောက်လာတယ်။အမျိုးသားကသူ့တထီးထွားကွိုင်းပေးမလို့လုတ်ခဲ့ပြီးမြဲအတိတ်ကဖြစ်ဖြစ်တွေကသူ့ကိုတားဆီးရိုက်တယ်။နောက်ကြလို့အဖြစ်ပြတဲ့အနေနဲ့တူထောက်ခိုက်လိုက်တယ်။မင်းကလေးကမောရီထဲမှာလဲကျသွားတယ်။အမျိုးသားကထိတ်လန့်တကြားနဲ့သူ့ကိုပွေချီပြီးစီယုံကိုအမြန်ခေါ်သွားခဲ့တယ်။ဆရာဝန်ကအရာရာကိုတီးထားတယ်သူ့ရဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်နေတယ်။အမျိုးသားအသက်ရှင်နေတာကိုမြင်တော့သူတော်သားတကြီးနဲ့အမျိုးသားကိုစုဖို့လိုက်တယ်။ကျမတငယ်ချင်းကိုခလေးနဲ့အတူတယောက်ထဲထားခဲ့တာဘာလို့လာမရှာလာလဲလို့မေးလိုက်တယ်။ကောင်လေးကနားမလဲစွာကြည့်နေတယ်။ဆရာဝန်ကသူ့ခလေးရဲ့ထပ်ပုံကိုပြလိုက်တယ်။အဲ့ဒီချိန်မှာပဲခလေးလေးပေါ်လာတယ်။အမျိုးသားကကြက်သေးသေးသွားတယ်။သူမြင်နေရတဲ့ထပ်ပုံနဲ့နိုင်ရှင်းကြည့်လိုက်တော့ခလေးကသူ့ပုံအတိုင်းပဲကောင်လေးကမောကြည့်ပြီးညင်တာစွာခေါ်လိုက်တယ်